မတူကွဲပြားခြင်းကိုခြားနာမှုတွေကိုတဟဇာတဖြစ်အောင်မနေ့ကကျွန်တော်သတင်းစာကိုဖတ်လိုက်တယ်ဒီကြီးမလို့ဖတ်ဆရာတော်အရှင်ဒေါက်တာညာလိတ်ထရခဏသတင်းစာမှာကြေညာချက်ပေါ်မှာတက်ကောင်းတယ်ဗျာဆရာတော်အရန်လေးစားတက်ကောင်းတယ်နော်ညီမလည်းပဲကျွန်တော်ဒီကောင်မှာဖတ်လိုက်တာဖတ်ပြအောင်ဖတ်လိုက်တာနော်တနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာတွေရောမွတ်စလင်တွေရောခရစ်ယာန်တွေရောဟိန္ဒူတွေရောလောကနိုင်ငံသားအားလုံးဆရာတော်ပြောတဲ့စိတ်တွေသဘောထားတွေရှိခဲ့မယ်ဆိုရင်အစိုးရကအုပ်ချုပ်သူအုပ်ချုပ်ကောင်တော့ရှိခဲ့မယ်ဆိုရင်ခဏမြန်မာနိုင်ငံကြီးတိုးတက်သွားတာကြာပြီဆရာတော်အများကြီးလေးစားတယ်ကျွန်တော်စကားပါအဲ့တော့ဒီလို diversity လို့ခေါ်တဲ့မတူကွဲပြားခြားနားမှုတွေကိုတဟဇာတဖြစ်အောင်ပြုလုပ်ပြီးတိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ရမယ်အစားသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ဒီလိုကွဲပြားခြားနားမှုတွေကိုနိုင်ငံရေးဖွက်ဖဲတရားအနေနဲ့အသုံးချခဲ့ကြပါတယ်ဒီကျိုးဆက်ပါဘယ်နဲ့ကျွန်တော်ခံရတာဘာကြောင့်လဲဘာဖြစ်တာလဲဘာကြောင့်လဲအဲ့ဒါအကျိုးဆက်ဒီ diversity တွေကိုအကောင်းမှမြင်ပဲနဲ့တဟဇာတဖြစ်အောင်မလုပ်ပဲနဲ့တဘောနာမကြည့်ပဲနဲ့အုပ်ချုပ်သူအစိုးရဆက်ဆက်အဲ့ဒါကိုဖွက်ဖဲတရားအနေနဲ့နိုင်ငံရေးမြတ်ထုတ်ပါတယ်သူတို့ရဲ့အာဏာတည်မြဲရေးအတွက်ဒါကြောင့်ဖြစ်တဲ့ကိစ္စတွေလားအဲ့တော့အကျိုးဆက်ကဘာလဲနိုင်ငံတွင်းမှာမတူကွဲပြားမှုအယောင်ဝေးတွေစုံလင်တော့ပြည်သူတွေဟာလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာတော့လည်းဘာသာတစ်ခုနဲ့တစ်ခုကြားမှာတော့လည်းအချင်းချင်းယုံကြည်မှုတွေပြက်ပြားပြီးတော့ diversity လို့ခေါ်တဲ့မတူကွဲပြားခြားနားမှုတွေအပေါ်မှာတဟဇာတဖြစ်အောင်နေထိုင်နိုင်တဲ့အလေးအထားတွေအလွန်နည်းပါးခဲ့တယ်ဆိုတာမြမသမိုင်းကသက်သေခံနေပါပြီနော်အဲ့တော့ဟိုဟာကြောက်ဒီဟာကြောက်ဆိုတာမဟုတ်ဘူးတေတာတေးကြောက်လည်းမဟုတ်ဘူးတောင်ဘက်ကမွတ်စလင်အယောက်10ယောက်တတ်ခံရလို့လည်းမဟုတ်ဘူးရွှေဆိုင်ကရံဖြစ်တာကြောက်လည်းမဟုတ်ဘူးဒါတွေကလည်းကားတဲ့ကြောင်ပြတ်တယ်ဝက်ပဲရှိတယ်ဒီဝက်ပဲကိုခက်ခက်ကျင့်သုံးနေတယ်အဲ့တော့မြမတမိုင်းတော့ကျွန်တော်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကလည်းဒုတိယကမ္ဘာစစ်အပြီးမှာကျွန်တော်အသက်56နှစ်ပါကျွန်တော်မပြီးပါဘူးအဲ့ဒီတော့ပြီးတဲ့ပုံတွေအများကြီးဒုတိယကမ္ဘာစစ်ပြီးမှာအာရှမှာဖွံ့ဖြိုးတိုးတက်မှုအလားအလာအရှိဆုံးနိုင်ငံအဆင့်ကနေပြီးတော့ကမ္ဘာမှာဘယ်အဆင့်ရောက်ပါလဲဆင်းရဲဆုံး LDC ဖြစ်ပါနော်ဝန်းနေစီတာတိတ်ကောင်းပါလေယောဂါကိုခုနိုင်ကြိုးစားချင်ယောဂါကိုမပုတ်ပဲနဲ့အပေါ်ညာကိုပုတ်နေကြယောဂါမပြောက်ဘူးဟိုလေးလုံးလိုက်ဒီလေးလုံးလိုက်အနေထိရာခင်ဗျာယူနီဖောင်းပြည့်စုံနဲ့ရဲတွေလမ်းမှာလမ်းတလားနေရတဲ့အနေထားစစ်သားတွေခေါ်ပြီးလမ်းမှာလုံလုံချနေရတဲ့အနေထားဗမာပြည်ရဲ့ပုံရိပ်မြန်မာနိုင်ငံရဲ့ပုံရိပ်ဓမ္မမှာပြောတော့ဘယ်လိုပြကြမှာလဲကျွန်တော်ဗုဒ္ဓဘာသာကိုကျွန်တော်ပြောတယ်မွတ်စလင်တွေလည်းကျွန်တော်ပြောအားလုံးကိုကျွန်တော်ပြောကျွန်တော်ပေါ်လည်းကျွန်တော်ဆုံးပါကျွန်တော်ဆင်းရဲလုံးနိုင်ငံရောက်နေပြီဒီနေသားရောက်နေပြီအဲ့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဘာသာရေးဒီဂယုံတွေပါဒါကျွန်တော်နည်းနည်းသင်ပြပြရစီနော်မွတ်စလင်တွေနဲ့လားဒါတော့အမှန်တိုင်းပဲကြာဒါအမှန်ပြောတာကျွန်တော်အစ္စလာမ်ဘာသာဝင်ကြောက်မို့လို့အဲ့ဒါကိုကျွန်တော်ဘက်လိုက်ပြီးဘာဆိုကျွန်တော်ပြောတာမဟုတ်ဘူးဘာဖြစ်လို့ minority ဖြစ်အဲ့တော့2008အခြေခံဖွဲ့စည်းပုံပုံမှန်364မှာဘာပြောရလဲဆိုနိုင်ငံရေးကိစ္စလုံးဟာဘာသာကိုလွဲသုံးစားမပြုရဘုန်းကြီးလူမျိုးရေးအကြောင်းကိုလည်းကောဘာသာရေးအကြောင်းကိုလည်းကောတစ်ဖက်နဲ့တစ်ဖက်တကိုင်းနဲ့တကိုင်းမုံတင်ခြင်းရံခြင်းစိတ်ဝန်းကွဲခြင်းမျိုးစိတ်ဝန်းကွဲခြင်းတမျိုးမျိုးပေါ်ပေါက်လာစေရန်ရည်ရွယ်သောသို့မဟုတ်ပေါ်ပေါက်လာစေရန်အကြောင်းရှိသောပြမှုသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်သည်
2008မှာပြဋ္ဌာန်းလာတာနော်ထိုပြုမှုမျိုးတွေပြစ်ဒဏ်ပေးနိုင်ရဥပဒေပြဋ္ဌာန်းနိုင်ပြီဥပဒေပြပြီအဲ့တော့ဒီ364ကိုကျွန်တော်လည်းစူးစမ်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်ပြန်ပြန်ပွဲနေတယ်စူးစမ်းနေတယ်ခဏချားဖွင့်နေတယ်ကျွန်တော်စူးစမ်းနေတယ်ကျွန်တော်တို့ကနာယကဒီလူသားတွေသူ့အသက်အရွယ်ကြီးကိုသူမထောက်မထားရတဲ့ခဏအဲ့ဒီကိစ္စကိုလုပ်နေတယ်နော်ဒါလည်းကျွန်တော်တို့ဟောနေတာကိုကျွန်တော်တို့ဖက်စစ်ပုံကြမ်းမရှိဘူးအဲ့ဒါကိုဥပဒေကြမ်းဖြစ်လွတ်တော်မှာတင်သွင်းရမယ်ကျွန်တော်ဥပဒေမောင်းနဲ့တွေ့တယ်လူတော်မောင်းလို့ဆိုတော့ဥပဒေဥပဒေမောင်းနဲ့တွေ့တယ်တခြားကျွန်တော်ဒီ MB နဲ့တော့ကျွန်တော်တွေ့လို့ရှိတယ်သူတို့တိုက်တယ်ဟာပြောဥပဒေကြမ်းတင်ပေးပါသူဥပဒေကြမ်းဖြစ်လာမှာအဲ့ဒါအသက်ဝင်တာဥပဒေကြမ်းဖြစ်အောင်လုပ်ပါဟာကော်မတီကော်မရှင်တွေလွတ်တော်မှာဖွဲ့ပါပြီးရင်ကျွန်တော်တို့ minority right လူနည်းစုခွင့်ရကိုရအောင်တောင်းပါတော့